ကလာပါခလေးရဲ့ရှင်နဲ့ကနေပြန်လိုက်ကျဆိုလက်ပါခွာတော့ခလေးဒီဂိမ်းလေးကိုစုပ်ပြတ်သွားမှာပေါ့နော်ဒီဟာလေးက Roblox game လည်းမဟုတ်ပေါ့နော်ဒီတိုင်းပဲemoji movement game ကြီးပေါ့နော်ခိုင်လေးကတော့အခုဒီရှုဖို့ရင်ကညိုရခွေးကလေးကိုယူလိုက်ပါတာဒီ game လေးကရောင်စောရလွယ်ကူရပေါ့နော်လွယ်ကူတာဆိုအရောင်လွယ်ကူတော့နော်ဒီတိုင်းပဲအစာကျွေးရမှာပေါ့နော်ကိုကြိုက်တဲ့မုတ်လေးရွေးပြီးအစာကျွေးရမှာပါရှင့်ခလေးရေကဲမောက်ရဲ့ကစုံဦးရဲ့ဘပတီရဲ့ဆူရှီလိုမျိုးဘလိုလေးလည်းမသိဘူးမျိုးခရီးကန်တော့ခဏမခေါ်တတ်ဘူးပေါ့နော်အဲ့ဒါလေးကျွေးလိုက်ပါတဲ့ရှင့်ခွေးကလေးကတော့ပျော်လာတော့မသိဘူးပေါ့နော်ခလေးကတော့ကျွေးရတာအောင်မှန်းကနေပါပေါ့နော်ခွေးကလည်းပါဇက်တဲကိုထည့်လိုက်တာဆိုတော့ပါဇက်ပြေးနေရပေါ့နော်စားချင်နေရပေါ့လေဟုတ်ခလေးဒီဂိမ်းကိုစော့ရကြပြီဆိုတော့စော့ကြပြီဆိုတော့ခိုင်လေးသူတို့လည်းဘိုက်စာနေရပေါ့နော်ခဏခိုင်လီပတ်စံ300ကျော်လောက်ရရပေါ့နော်အခုကကြတော့ခိုင်လီဖြူရောက်ကြောင်လေးကိုရွေးမှပါရှင့်ဖြူရောက်ကြောင်လေးကိုကြတော့ဒီလိုမျိုးအစားအစာလေးတွေရွေးနေရပေါ့ယုံကလေးပေါ့နော်မယူတော့ပါဘူးယုံကလေးတော့တနာလို့ဒီမုတ်ကလေးကိုယူမယ်ပြီးတော့ဘာလေးရွေးကောင်းမလဲပြီးဒီခရရှင်တီလေးယူပါမယ်ပြီးရင်ဘာရွေးကောင်းမလဲဒီ spicy ကြက်ကြော်နဲ့ဒီတဲ့အဆက်မပါကြက်ကြော်လေးပေါ့နော်ရိုးရိုးကြက်ကြော်လေးပါရှင့်ကြောင်လေးရတဲ့ပျော်နေပြီပေါ့နော်စားရအစားရတယ်ပေါ့နော်ဒီဟာလေးကိုထပ်ဒီလိုဗီဒီယိုလေးဒီစလေးအမကြီးလိုက်ပေါ့နော်တော့မကြီးထပ်ပါရှင့်ဟာ part 2လေးလို့ရှင်နေ part 2လေးလို့ရှင်တဲ့လို့ပဲရေးလိုက်ပါရှင့်ခွာကြနောက်ဆုံးလက်ကျန်လေးစားနေတာရှင့်ညောင်ရအကုန်မိုက်ရောက်စားဖို့တကြပဲတလို့350တက်ပတ်စံတူရခုကတော့ဒီကြောင်လေးကိုပဲရွေးမှာပေါ့နော်မင်းရောက်ကြောင်လေးအစင်လိုက်သွားနေတာပေါ့နော်ဒီဆက်လက်ရွက်တုတ်ကလေးယူလိုက်ပဲအသီးစုပ်တော့ပေါ့နော်ပြီးတော့ဒီဘာလေးလဲယူလိုက်တာမိတယ်ဘာရေးပြီးတော့ခရရတဲ့တွေ့ရဟာအစုံယူနေတာပေါ့နော်လေးခုပဲယူလို့ရဆိုတော့တိတ်ကက်မကားပါရှင့်အပြီးဒီအေးလေးယူလိုက်တာရှင့်ပြီးတော့ဒီ spicy ခောက်ဆွဲလေးယူလိုက်ပါတယ်ရှင့်ခဏမှယူလိုက်ဟာ cupcake လေးကိုဗာများလဲလို့စဉ်းစားလိုက်ရတာပါရှင့်ကဲခုတော့မိညောင်လေး cupcake စားနေပါပြီမောင်ရပါတော့မိညောင်ပြီးတော့အေးတောက်နေရပါတော့ spicy ခောက်ဆွဲကျွေးပါမယ်ရှင့်စားလေးဘာလို့မစားလဲကြမ်းပြတူပဲမစားကြိုက်မှကြိုက်မြည်ရီထွက်နေဆက်လို့တဲ့မြည်ရီထွက်နေပတ်စံ380ခွန်ရစိုးပါရပြီးတော့ဘာကျွေးမလဲအခုကကြတော့ဒီဘင်းနာအကောင်လေးယူလိုက်တာပေါ့နော် blueberry လေးရယ်တွေ့ဟာစုံယူလိုက်တာပေါ့နော်ပြီးဟိုလိုမျိုးဗာလေးလည်းမတည်အဲ့လိုဟာလေးပါနော်ခံလေးအပြင်မှာတော့စားဖို့ပဲမေ့နေရပါလေဆိုတော့ပြီးတော့အေးလေးရယ် croissant လားဘာလည်းမတည်ဘူးခိုင်နေမပြော့တော့ဆိုတော့တောင်းမှန်ပါရှင့်ပြီး cheese လေးလည်းယူလိုက်ပါရှင့်ခွေးကလေးကတော့ပျော်နေတာပေါ့နော်အစားအစာတွေစားရလို့ပျော်နေရှာလေကြည့်လိုက်ပါဦးကြည့်လိုက်ပါပျော်နေရခုမှသူတို့စားရပါတော့ခိုင်လေးအကဲကိုစောရတာကြာပြီဒီကိန်းလေးပေါ့နော်ပတ်စံ419ပဲစိုးပါရခုကတော့ဒီခွေးကလေးပေါ့နော်ခွေးကလေးလားခွေးကခွေးကလေးကျွေးရမှာဟုတ်လားတိတော့ပါဘူးခွေးကလေးပြန်လာသူပဲခဏခွေးကလေးဘာကျွေးကမှစပြစ်တီးရဲ့အဲ့လိုမျိုးဒီမောက်ကလေးကတုတ်ပူတီးရဲ့ပြီးတော့ဘာကျွေးကမှလဲsherry tea ကျွေးလိုက်မယ်sherry tea မကျွေးတော့ရေခဲတော့မကျွေးလိုက်မယ်မခွေးကလေးရတဲ့ပြောနေရအစားရလို့အောင်မြောင်တူတခေနာခယူတော့မဆက်တော့မဆိုင်တော့ဘူးခွေးကလေးရအရင်ပြောနေအစားရလို့တဲ့တူတခေထင်ရောက်တယ်မှန်းမသိတော့ဘူးတဲ့အစားပဲတည်တော့ပတ်စံ445တဲ့မစိုးပါဘူးပတ်စံလာထိုးထည့်လာဖာကြီးလည်းမသိဘူးပေါ့နော်ခွာတဲ့ဒီခရမ်းယောက်ကြောင်ကလေးကိုကျွေးမှမရှင့်ခရမ်းယောက်ကြောင်ကလေးကိုတော့ရှူရှင်လေးကျွေးမယ်ပြီးတော့ဗာလေးကျွေးကောင်းမလဲရေကဲမုတ်လေးကျွေးမယ်ပေါ့နော်ကျွေးတော့ပါကျွေးလိုက်ကောင်းဒီပန်ကက်ရေးကျွေးမယ်ပေါ့နော်ရေကဲမုတ်လေးကျွေးရတယ်ကောင်းမှတယ်sherry လေးကျွေးလိုက်တယ်ပေါ့နော်ကြိုက်နေရမယ်ပြီးပန်ကက်လေးရယ်
ခဲမုတ်လေးရယ်ရေခဲမုတ်ကရေခဲမုတ်တဲ့တူရေခဲချစ်နေတယ်ပြောရဆိုရင်စားချင်လာပါပြီခိုင်လေးဒီနေ့ဘယ်နှကောင်ကျွေးလိုက်လဲ6ကောင်ကျွေးလိုက်တယ်ပေါ့နော်နောက်ကောင်လေးတွေကိုကြတော့နောက်မှကျွေးတော့မယ်ပေါ့နော် sorry ပါဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီလိုဗီဒီယိုလေးထပ်လို့ရှင်နေ comment မှာရေးခဲ့ပေးဖို့ပြောရှင်ပါတယ် bye bye